Hello 皆さんのဒီတစ်ခါမှာတော့ဂျပန်ကောင်းရှော့ရည်ထဲမှာတဲ့အရန်ကျန်းတဲ့ပြက်စီနေတဲ့ဆန်သားတွေဘာကောင်းရှော့ရည်သုံးသင့်လဲဆိုပြီးတော့မေးထားတဲ့ညီမလေးတွေအတွက်ဒီဂျပန်ရဲ့ပန်းတစ်မျိုးဖြစ်တဲ့ဒီ Camellia flower ကနေရတဲ့ Camellia wine ပေါ့အဲ့ဒီ wine ကစပင်တဲ့အရန်ကောင်းနေပေါ့နော်အဲ့ဒီအစီပါတစ်ခါလေးထည့်ထားပြီးသားဖြစ်ပြီးတော့ social influencer တွေတော်တော်များများလဲကောင်းနေဆိုပြီးတော့ review ပေးထားတဲ့ဒီ Savaki shampoo လေးကိုသုံးကြည့်စေချင်ပါတယ်သူကကိုယ့်ရဲ့စပင်ကကျန်းတဲ့ပြက်စီနေလို့ရှိရင်သူကဒီ Camellia wine ပါတဲ့အတွက်စပင်ကိုနူးညံ့ချောမွေ့စေတယ်ပြက်စီနေတဲ့စပင်တွေကိုဆန်သားတွေကိုငကိုတိုင်းအကောင်းတိုင်းပြန်ဖြစ်စေရပေါ့နော်ပြီးသွားလို့ရှိရင် weight နည်းနေတဲ့ကိုယ့်ရဲ့စပင်တွေအရင်ကျွတ်ပြီးတော့ပပလေးပဲရှိတော့တယ် volume မရှိတော့ဘူးလို့ထင်တဲ့စပင်သမားတွေဆိုရင်ဒီကောင်လေးကိုသုံးကြည့်ပါရေမုံဆိုလို့ရှိရင်ဒီကအသိညီမလေးတယောက်ကညွှန်းပေးတာပေါ့နော် shampoo ရဲ့ conditioner hair mask ရဲ့၃မျိုးလာတယ်ရေမုံကတော့ shampoo နဲ့ conditioner အရင်သုံးကြည့်ရပေါ့နော်တော်တော်လေးအဆင်ပြေအဓိကကြိုက်တာသူ့ရဲ့ fragrance ပေါ့အနှံ့ကလေတခြားကောင်းလျှော်ရည်လိုမျိုးချော်ပြီးတော့ကနေရှူအီမှုမွေးချက်မနေပဲနဲ့ light floor တွေပေါ့နော်ပန်းနဲ့တင်းတင်းလေးရပါတယ်ဒါကြောင့်ဒါလေးကိုသုံးကြည့်ကြပါအားလုံးပဲbye bye